တဲ့မြေညီညီစင်တို့ချစ်ချင်းနဲ့ပြိုင်လေကနိုင်ကြီးမစားရဲစိတ်စားရေကနေ့ဆိုအခုရောက်လာမလားလေလို့အကျိုးထောက်ပါလားညဆိုင်လောက်ခန်းလေးတော့ပါနေသူကမှကြားနေမနာမနေဘာဖြစ်မချေမီးမလဲထုံးတော်မဲ့ဆန်ကြီးအခွေရောဒီလိုလူနေရောရသူဘူပါဒီလမလဲညုံမဲ့ခံဒီရှောက်ရမယ်ခရီးနှစ်ယောက်သာဘဝနေချချီုံနဲ့မပြီးတရားချောင်းတောင်စုလေအေးကနေဆုံးတဲ့တိုင်းဘုံနဲ့နိုင်ပါလေဟောဘုံရဲ့ဒီလိုလက်ပြမှာစိုင်းကြီးကောင်းလေးနဲ့ကြီးတဲ့ကတောက်ကစားတောက်ရှိကျတဲ့တင်နာစင်ကားလာSingane